ရုပ်ဖြတ်ပြီးထွက်ပြေးနေတဲ့သမီးစိုးကိုအလုံးနဲ့တက်သေးပြလိုက်ပြီးဖမ်းဆီးလိုက်တဲ့အီတင်ကိုပရိသတ်များအလုံးမင်္ဂလာပါရှင့်ပရိသတ်ကြီးအွန်လိုင်းပေါ်မှာပွဲချပြီးတော့သူ့ကိုယ်သူအမြဲအားချောင်းနေတဲ့သမီးစိုးကိုမြန်မာပြည်ရဲ့ခေါင်းကိုင်ပွဲဘရင်မကြီးအီတင်ကိုကလေစိတ်မှာပုံမော်တွေတတိတန်းကြီးနဲ့ဖမ်းဆီးခံလိုက်ရအောင်လုပ်လိုက်ပါပြီအီတင်ကိုနဲ့သမီးစိုးဟာလွန်ခဲ့တဲ့လပိုင်းကတည်းကသမီးစိုးမြန်မာပြည်ပြန်မရောက်ခင်အမေရိကန်မှာနေထိုင်ကြတဲ့ကပတ်တိုင်းမှုတွေပွဲဆက်တွေအနေငယ်ဖြစ်ပွားခဲ့ပြီးတော့တယောက်နဲ့တယောက်ဗီဒီယိုတွေနဲ့ပွဲဖြစ်နေကြတာအသိဖြစ်မှာပါနော်ဒီလိုပဲသမီးစိုးဟာလူတိုင်းနဲ့ပွဲပတ်ပြီးတော့ဖြစ်နေပြီးအနုပညာရှင်တယောက်မကျန်သူနဲ့ပွဲမဖြစ်ဘူးသူမရှိသလောက်ရှားပါတယ်အခုအေတင်ကိုအလဲကြမှာအားချောင်းလာခဲ့သည်မြကွမ်းခဲ့တာပါအေတင်ကိုဆိုတာကလည်းသူမဟာအားမချောင်းတတ်ပဲအလုံးနဲ့ပဲတက်တည်ပြတတ်တဲ့သတိမကြီးတဦးဖြစ်လူသိများပါတယ်မြမမြေငယ်လေးမှာလည်းပျက်စီးခဲ့တဲ့ဒေတာတွေကိုအပြောနဲ့မဟုတ်ပဲအလုံးနဲ့သက်သေပြကလူတန်းပေးခဲ့တာတွေအများမြင်ပါပဲနော်ဒါတွေကိုသမီးစိုးကအာဝင်ချောင်ပြီးတော့သူမလှုပ်လို့ရတယ်ပြောလို့ရတယ်ဆိုတဲ့ပုံစံနဲ့ဇက်တိုက်ဝေဖန်နေခဲ့ပြီးတော့အေတင်ကိုအွန်လိုင်းမှာနာမည်ဖြတ်ကပွဲရှာခဲ့တာဖြစ်ပါတယ်အေတင်ကိုရဲ့အနေအထားနဲ့သူမကအရင်ကတည်းကပွဲတွေဇက်တိုက်ဖြစ်နေခဲ့ပြီးနှစ်ယောက်သားဟာထိတ်တိုက်မတွေးခင်ကတည်းကပွဲတွေဖြစ်နေကြတဲ့ပွဲကြိုက်ခင်တွေလို့လည်းပြောနေကြတာပါသူတို့နှစ်ယောက်ပွဲတွေမဖြစ်ခင်မှာလဲသမီးစိုးကသူဘာသူပဲနုပညာရှင်မဆိုဗလင်းရမယ်ဆိုတာစာအုပ်ထဲမှာစရင်းမှတ်ထားသလိုပဲလာတိုင်းပွဲဆက်နေတာပါသမီးစိုးနဲ့အေတင်ကိုကမြမကောင်းကင်ပွဲဖြစ်တဲ့ပွဲကြိုက်ခင်မိခင်ကြီးတွေဖြစ်တယ်လို့တော့ပြောကြပြီးတော့ဒီနေရာမှာတော့မြမပြည်ပါနေတဲ့အေတင်ကိုကအမေရိကန်မှာနေပြီးတော့အမြဲအားချောင်းနေတတ်တဲ့သမီးစိုးကိုလေစိတ်မှာဖမ်းဆီးခံရအောင်လုပ်လိုက်နိုင်တာဖြစ်ပါတယ်လေစိတ်မှာအဖမ်းမခံရခင်အေတင်ကိုဟာသူမရှိတဲ့မန္တလေးကဟိုတယ်ထိတွားပြီးသမီးစိုးကိုပြဿနာတွေဖြေရှင်းဖို့သွားခဲ့ပေမဲ့သမီးစိုးကဟိုတယ်ကနေထိတ်တက်ရင်မဆိုင်မင်းနဲ့ထွက်ပြေးနေခဲ့တာပါမန္တလေးမှာနေတယ်လို့ရန်ကုန်မှာနေတယ်လို့နဲ့စကားတွေဝိဝိုက်ပြောနေပြီးတော့အေတင်ကိုအွန်လိုင်းကနေပဲဆက်ပြီးတော့အားချောင်းနေခဲ့ပြန်ပါတယ်အေတင်ကိုဟာသူမနဲ့ထိတ်တိုင်းမတွေ့ပဲပွဲရှာနေတဲ့သမီးစိုးကိုတွေ့တာနဲ့တွေ့တဲ့နေရာဖမ်းခိုင်းမယ်လို့ပြောခဲ့ပူပါတယ်အသက်ရည်ဖြတ်မှုနဲ့တရားစွဲပစ်မယ်လို့ပါပြောပြီးတော့အချိန်ကောင်းကိုစောင့်ဆိုင်နေခဲ့တာပါဆိုရှယ်မီဒီယာပေါ်ကနားလည်တဲ့အတူတွေကလည်းသမီးစိုးရှိတဲ့နေရာအမှန်ကိုသတင်းပေးခိုင်းပြီးတော့သိန်း100တောင်ဂါရဝပြုမယ်လို့ပြောခဲ့တာဖြစ်ပါတယ်အေတင်ကိုကအရင်ကတည်းကသူမကိုနာမည်ဖြတ်တာတော့မဟုတ်မမှန်ပြောတာတွေဆိုရင်အိမ်တရရောက်သွားပြီးလက်အုပ်ချီကိုတောင်းပန်ခိုင်းတတ်ပါတယ်အပြောနဲ့တင်သမီးစိုးလိုမျိုးအားချောင်းတတ်တာမဟုတ်ပဲအလုံးနဲ့တကယ်ကိုသက်သေပြခဲ့တာပါလေစိတ်ထဲမှာအမေရိကကိုပြန်ဖို့အတွက်ပေါ်ရင်တောင်မသွားနိုင်တော့ပဲရုပ်ဖြတ်ပြီးတော့ပြန်တော့မဲ့သမီးစိုးကိုလေရင်ပေါင်မတက်ခင်လေးမှာပဲအချိန်မီဖမ်းဆီးခဲ့ပြီးတော့သူမကိုအသေးဖြတ်မှုနဲ့တခြားသောပုံမှန်တစီတန်းကြီးနဲ့အတူတရားစွဲဆိုဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်ထွက်ပြေးနေပြီးတော့အမြဲအားချောင်းတတ်တဲ့သမီးစိုးကတော့အေတင်ကိုရဲ့လှုပ်ရက်မှာတင်ကြာရှုံးသွားခဲ့ပါပြီအတန်တောင်မထွက်နိုင်ပဲကုတ်ကုတ်လေးနဲ့ဖမ်းခံရပြီးနောက်ဆုံးမှာတော့ကြီးအောင်ရတော့မှလည်းဖြစ်ပါတယ်နောက်ဆုံး update သတင်းအရတော့သမီးစိုးကိုအာမခံမရဘူးလို့လည်းသိရပါတယ်ဒါကြောင့်ပွဲကြိုက်ခင်တို့ရင်ပွဲတိုင်းစက်တိုက်အားမချောင်ပဲကိုနဲ့မဆိုင်မပါရဘူးဆိုတာသမီးစိုးနဲ့အေတင်ကိုတို့ရဲ့ဒီပွဲကသက်သေဖြစ်ခဲ့ပါပဲဒီပွဲမှာဘယ်လိုလေးဆက်ဖြစ်အောင်မယ်ထင်လဲဆိုတာပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်